Exterior and Interior နေတစ်ခုရဲ့ဒီဇိုင်းဆိုတာအပြင်ပန်းဖော်ရှိုးအလှထက်ပုံမနှက်ဆိုင်မှုတွေရှိပါတယ်နေထိုင်သူများရဲ့ဘဝနဲ့ပတ်ဝန်းကျင်ကိုပုံဖော်ပေးရမှာအဓိကကျတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Exterior အပြင်ပိုင်းနဲ့ Interior အတွင်းပိုင်းဆိုပြီးရှိပါတယ် Exterior လူအများကြီးပထမဆုံးဆွဲဆောင်မှုကိုအပြင်ပိုင်းကစတင်ဖွင့်လှစ်ပြတယ်ဒါကြောင့်ပတ်ဝန်းကျင်နဲ့တဟဇာတစ်ဖြစ်အောင်ပေါင်းစပ်ဖို့ကအပြင်ပိုင်းအတွက်အဓိကပေါ်ပေါင်းစပ်နိုင်ဖို့အတွက် material color and texture များကိုအလိုက်တင်သုံးပြီးအလှပနဲ့ရာသီဥတုတန်းခံနိုင်ဖို့ကိုလည်းဆုံးဖြတ်ပေးတယ် Interior အတွင်းပိုင်းမှာတော့နေထိုင်သူများအတွက်တက်တောင့်တက်တာရှိမှုနဲ့လွယ်ကူရိုးရှင်းစွာအသုံးပြုမှုကသာအဓိကဖြစ်စေပါတယ်။တဘာဝအလင်းရောင်ရှိမှုလေဝင်လေထွက်ကောင်းမှုပရီဘောကအပြင်စင်းနဲ့နေရာထားသူများသည်လည်းအတွင်းပိုင်းအနှစ်သာရကိုပေါ်လွင်အောင်ပုံဖော်ပေးပါတယ်။အပြင်နဲ့အတွင်းဒီဇိုင်းတွေဟာတတိချစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုကဆက်ဆက်မှုရှိနေပါတယ်။အဆောက်အဦတစ်ခုရဲ့ဒီဇိုင်းဒီအပြင်ဘက်မှအတွင်းကိုချုံမွေ့စွာကူးပြောင်းနိုင်ပြီးနေထိုင်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးမှသာဒီဇိုင်းကောင်းလို့ထင်ပါတယ်။တင့်အိမ်ရဲ့ဒီဇိုင်းဒီတင့်ဘဝပုံစံကိုထင်ဟပ်စေပါတယ်။